ပြုအသင်ကြီးသာသနာပြုနေတယ်တရားဓမ္မတွေသင်ကြားတယ်အထူးထူးသာသနာပြုဖို့ဖိတ်ခေါ်ပါတယ်ဗုဒ္ဓရင်သွေးအဖွဲသားတွေကြိုးစားကအင်တွေစုလို့ဓမ္မမျိုးစေ့တွေကိုတူးစီဝေငါဗုဒ္ဓရင်သွေး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 စားသလိုပန်းလေးတွေဝေစားသလိုစိတ်နှလုံးတွေအေးချမ်းကြစေဖို့ဗုဒ္ဓံတဏံဂစ္ဆာမိဓမ္မံတဏံဂစ္ဆာမိသံဃံတဏံဂစ္ဆာမိဗုဒ္ဓသည်သာကိုယ်ွယ်ရာအစစ်အမှန်ဗုဒ္ဓရင်သွေးလူဘဝမှာခဏရောက်ခိုင်းငါတို့တန်ထန်ကြထားသာသနာတော်ထွန်းရှိဖို့အဝေးကတောင်းတန်းတွေကသက်သေးဖြူငါတို့ရဲ့မြတ်တာတွေဖြန့်နှံ့ပါစေချမ်းသာတဲ့လက်ကြီးလက်ပြောက်ွယ်တိမ်တိုက်တွေကြားကလင်းလို့ကြည်လင်တဲ့ဗုဒ္ဓရဲ့စိတ်ထားတွေနဲ့ဗုဒ္ဓရင်သွေးအားလုံးချမ်းသာပါစေကိုယ်စိတ်နှပြပေးရန်ကွာငြိမ်းချမ်းကြပါစေဗုဒ္ဓရင်သွေးသာသနာပြုဗုဒ္ဓရင်သွေးဗုဒ္ဓရင်သွေးသာသနာပြုဗုဒ္ဓရင်သွေး